我是矮人，你呢？阿龙们明了吧？转米亚咖喱别来就都来吧，我是你们的凯奇老师。同学们听说过“矮人”“E 人”这个词吗？矮人的意思就是内向人 （introvert），也可以说社恐；E 人的意思就是外向人 （extrovert），也可以说社牛。所以说，老师ရဲ့ဒီလူမှုတိုင်းဝိုင်းထဲမှာပေါ့နော်性格လို့ပြောရဲ personality နဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါမှာ老师ဒီ iron iron ဆိုတာအတူကောက်သုံးလေးရှိရဲ社恐社牛လို့လည်းပြောကြတယ်လား社ဆိုတဲ့စကားလုံးလေးဒီ社会လူမှုအတိုင်းဝိုင်းဆိုတဲ့စကားလုံးကနေလာတယ်ခုံကကြတော့ခုံကျွ anxiety ဖြစ်တယ်နည်းနည်းလေး panic ဖြစ်တယ်နည်းနည်းလေးစိတ်အသက်မတက်မတာဖြစ်တယ်နည်းနည်းကြောက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သွားတယ်။ညိုကကျတော့你很扭တော်တယ်ညိုပြီး awesome ဆိုတဲ့စကားလုံးတွေကနေလာတယ်။အဲ့ဒါဆိုရှေ့ခုံလို့ပြောလိုက်လို့ရှိရင်လူအများနဲ့ပေါင်းသင်းဆက်ဆံရမှာတိတ်သဘောမကျပဲနဲ့ကိုယ့်ရဲ့ကဘာငယ်လေးထဲမှာကိုနေတတ်တဲ့ introvert နေရှံရန်တွေကိုလည်းဆိုလိုလေးရှိရဲ။社牛ဆိုတဲ့စကားလုံးလေးကကြတော့比较喜欢交朋友的那种人，အဲ့လိုမျိုးတငယ်ချင်းလောက်ရတာကြိုက်တယ်လူများနဲ့ထိတွေ့ရတာကြိုက်တယ်ဒီ extrovert တွေလို့ဆို white ရှံရန်တွေကိုဆိုလိုလေးရှိရဲဆိုတော့တရုတ်စာလေးလာနေတဲ့ခရီးတောက်လျှောက်မှာပေါ့နော် HSK စာမွေးတွေပဲဖြစ်ရင်ဖြစ်လူတစ်ယောက်အကြောင်းကိုပဲပြောရင်ဖြစ်လို့ဆိုတော့ဒီဘာထည့်ပြောတာများလဲသူ့ရဲ့性格 personality နဲ့ထည့်ပြီးတော့ပြောလို့ရှိကြတယ်ဆိုတော့ပေါ့နော်လို့ဆိုဒီ iron ရဲ့ personality အများစုဒီဘာဖြစ်မလဲလို့ဆိုညီမလေးကလည်း iron ပဲ他真的不太喜欢说话သူကစကားပြောတာတကယ်ကိုမကြိုက်ဘူးပေါ့နော်ဆိုတော့တချို့သော iron ရဲ့လက္ခဏာတွေလို့ဆိုသတိထားမိသလောက်တော့ဒီ冷静တခုခုဆိုလို့ရှိရင်သူဒီအေးစစ်စစ်နဲ့ပေါ့စိတ်ကအရန်လှုပ်ရှားနေရမျိုးမရှိဘဲနဲ့စိတ်ငြိမ်ငြိမ်နဲ့သူလုံနိုင်စွမ်းရှိရဲနောက်တော့အန်ကျန်ပို့ပြီးတော့တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့သူမျိုးလည်းဖြစ်တယ်ဒါပေမဲ့လေကိစ္စတွေလုပ်တဲ့အခါသူတို့ရဲ့ထူးခြားချက်ကလည်း是觉得他们比较耐心သူတို့ဒီပို့ပြီးတော့စိတ်ရှည်လက်ရှည်နဲ့လောက်ကင်နိုင်စွမ်းရှိရဲပြီးတော့认真ဒီဟာကိုတကယ်ဂရုတစိုက်နဲ့ကြိုးကြိုးစားစားနဲ့လုံနိုင်စွမ်းရှိရဲပေါ့နော်အာယုံအပြည့်စိုက်ပြီးတော့လုံနိုင်စွမ်းရှိရဲဒါဆိုရင် Iran ရဲ့性格ကကိုသူတို့ကိုလည်းဆိုကပြောမယ်ဆိုလို့ရှိရင်တော့ Iran extrovert အများစု white ရှံရန်အများစုကလေဟောဟောတက်တက်ကြွကြွရှိတယ်ခိုင်လောင်နည်းနည်းလေးအဲ့လိုမျိုးပွန့်ပွန့်လင်းလင်းလည်းရှိတယ်ပြီးတော့热情တစုံတစ်ယောက်နဲ့စကားပြောတဲ့အခါ communicate လုပ်တဲ့အခါကျသူတို့လှိုက်လိုက်လဲလဲနွေးနွေးထွေးထွေးရှိတတ်တဲ့လူမျိုးလည်းဖြစ်တယ်လို့他们比较喜欢说话စကားပြောရတာကြိုက်တယ်လीเนาะအဲ့တော့ပုံမှန်အားဖြင့်တော့သူတို့ဒီ幽默哈达年学呢，လူမျိုးတွေလည်းဖြစ်တတ်ကြတယ်။好，那听到了这些形容词，ဒီစကားလုံးတွေကိုကြားပြီးတဲ့အခါမှာ同学们知道应该怎么去用了吧？ဘယ်လိုသုံးရမလဲဆိုတာသိပြီးနေတူပါတယ်เนาะ။ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့性格 personality ကိုအောက်မှာဒီ comment section မှာမျှဝေပေးသွားလို့ရပါတယ်။လို့ဆိုတော့နောက်တဲ့ဗီဒီယိုမှာပြန်ဆုံကြမယ်เนาะ။再见。